အားလုံးမင်္ဂလာပါနော်မဟာမိုက်ခရစ်ယာန်နဲ့ကျေးဇူးလိုက်ပါတယ်အခုမနေ့ကဒီချယ်ရီတီလေးကိုထုတ်ပြပေးမှာပဲဖြစ်ပါနော်ဒါကြတော့ကီချယ်အနေနဲ့တုံပြလို့ရပါတယ်နော်ဒီလိုပုံစံလေးပါနော်အခုထုံးလေးကိုကြည့်ရအောင်လိုအပ်တဲ့ခြေရတော့ဒီမေကတ်တအမဲပါပါနော်ခြေကြတော့ဒီနှမျိုးပါပြီးလို့ရှိရင်6ဖို့အကလေးရဲ့ဒီမကျဲတစ်ခုရဲ့ပြီးလို့ရှိရင်အနံပါတ် 2.5 mm ရဲ့ခြေဖြတ်ဖို့ကကြီးရဲ့အရေးကြီးဆုံးကဒီဆီလီကွန်ပဲနော်ဆီလီကွန်အနှဲငယ်လောက်ပါမယ်နော်အယူဆောင်ခြေအစိမ်းရောင်လေးကိုအရင်ကင်မယ်နော်ချိန်65ခါပြလိုက်မယ်နော်စလင်းနော်လေးရင်လောက်လိုက်မယ်ပြီးလို့ရှိရင်ချိန်65ထုတ်လိုက်မယ်နော်ဒီမှာချိန်65ခါထုတ်လိုက်ပြီးနော်ပြီးလို့ရှိရင်ဒါကိုထားလိုက်မယ်နော်ရုပ်စုံ magic ring လေးလုပ်မယ်နော်magic ring လေးထဲမှာတိုင်တို့6တိုင်ထိုးမယ်တိုင်တို့6တိုင်ရပြီဆိုရင်ကျိုးကိုဆွဲလိုက်မယ်နော်ကျိုးဆွဲလိုက်ပြီဆိုရင်ပထမဆုံးတိုင်တို့ရထိုက်မှာရှက်ကောက်လေးနဲ့ချိန်လိုက်မယ်ရှက်ကလေးချိန်ပြီးဆိုရင်ချိန်တစ်ခါတက်ပါမယ်ချိန်တစ်ခါတက်ပြီးရင်ခုနကတော့ရှက်ကောက်ချိန်ထားတဲ့အပေါက်ထဲမှာပဲတိုင်တို့2တိုင်ထိုးမယ်နော်ဒီပထမဆုံးတိုင်တို့ရထိုက်မှာမှတ်ချိန်နဲ့မှတ်လိုက်မယ်နော်တိုင်တို့တိုင်ရပြီနော်ပြီးလို့ရှိရင်ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်တို့တိုင်ထိုးပါမယ်တပတ်ထဲမှာတိုင်တို့2တိုင်ထိုးမယ်နော်အဲ့ဒါကိုတိုင်ပွားဝီလို့ခေါ်တယ်နော်ဝီ6ဆန်ထိုးမယ်နော်6ဆန်သေးထိုးလာပြီးဆိုရင်မကြိုက်ကိုဖြုတ်လိုက်မယ်ဒီမကြိုက်ချိတ်ထားတဲ့ဒီအပေါက်ထဲမှာရှက်ကောနဲ့ချိတ်မယ်ဒီလိုပုံစံလေးရပြီနော်ဒါ round 2ပြီးနော်နောက်ထပ် round 3တက်မယ်ချိန်တစ်ခါထုတ်ပါမယ်ပြီးလို့ရှိရင်ရှက်ကောချိတ်ထားတဲ့ဒီအပေါက်ထဲမှာတိုင်တို့တိုင်ထုတ်ပါမယ်ဒီတိုင်တို့ရဲ့ထိုက်မှာမကြိုက်လေးနဲ့မှတ်လိုက်မယ်နော်မကျဲလေးနဲ့မှတ်ပြီးဆိုရင်သူရဲ့ဘေးနာတိုင်မှာတိုင်ပွားထိုးမယ်တိုင်တို့တိုင်ပွားတိုင်တို့တိုင်ပွားအဲ့ဒါကိုတစ်ဆယ်လို့မှတ်တယ်နော်မတိုင်တို့တိုင်ပွားတစ်ဆယ်ဒီပန်းစာအတိုင်း6ဆယ်ထိုးလာမယ်နော်တိုင်တို့ဘေးနာတိုင်ကိုတိုင်ပွားပြီးတော့စင်တိုင်တို့တိုင်ပွားဒီပုံစံအတိုင်း6ဆန်လေးထိုးလိုက်မယ်နော်6ဆန်သေးထိုးလိုက်ပြီးဆိုရင်ဒီမှာမှတ်ချက်ကိုဖြုတ်လိုက်မယ်ဒီမှာမှတ်ချက်ဖြုတ်ထားတဲ့ဒီအပေါက်နေရာမှာရှော့ကောနဲ့ချိန်လိုက်ပါမယ်ဒီလိုပုံစံလေးပါနော် round 3ပြီးနော် round 3ပြီးဆိုရင် round 4တက်ပါမယ်round 4တက်ပြီးရင်ချိန်တစ်ခါထိုးမယ်ဒီရှော့ကောချိန်ထားတဲ့ဒီအပေါက်ထဲမှာတိုင်တို့တိုင်ထိုးပါမယ်နော်တိုင်တို့တိုင်ပြီးလို့ရှိရင်သူ့ရဲ့ဘေးနာပေါက်မှာတိုင်ပွားဆိုတာတပေါက်မှာတိုင်တို့2တိုင်ထိုးတာပြောနော်ပြီးလို့ရှိရင်သူ့ရဲ့ဘေးနာပေါက်ထဲမှာလည်းတိုင်တို့တိုင်ပွားပြီးဆိုရင်တိုင်တို့တိုင်ဒါကိုတစ်ဆိုင်လို့မှတ်မယ်နော်ဒီမှာ6ဆန်ထိုးလာပြီးဆိုရင်မှတ်ချက်ဖြုတ်ထားနေရာရှက်ကောနဲ့ပြန်ချိန်မယ်
ပြီးလို့ရှိရင်5တက်မယ်နော်အောင်5တက်ဖို့ချိန်တစ်ခါတက်မယ်ပြီးလို့ရှိရင်တိုင်းတို့တတိုင်းထုံးမယ်round 5ကြတော့လေတိုင်းတို့3တိုင်းတိုင်းပွားတိုင်းတို့3တိုင်းတိုင်းပွားပါနော်တိုင်းတို့တတိုင်းနှစ်တိုင်း3တိုင်းပြီးရင်တိုင်းပွားပြီးလို့ရှိရင်ဒီမှာချိန်ထားတဲ့အားကိုဖြတ်ပါမယ်ဖြတ်ပြီးရင်ရှက်ကောနဲ့ချိန်ပါမယ်ပတ်တန်လေးရေးပေးမယ်နော်ပတ်တန်လေးရေးပေးမယ်ပြီးလို့ရှိရင်တိုင်းအရေးတော့ပဲရေးပေးမယ်နော်ဒါအလုံးဒီ round 5ထိရတိုင်း30ရှိရမယ်နော်တိုင်း30နောက်ထပ် round 6ကြတော့တပေါက်တိုင်းထုံးမယ်နော်တပတ်တိုင်းကအလုံးတိုင်းစုစုပေါင်းတိုင်း30ရှိရမယ်နော်ထုတ်လိုက်မယ်နော်ဒါရောင်စေးပြီးပြီနော်ရောင်စေးတိုင်း30ထုတ်ပြီးနော်ပြီးလို့ရှိရင်ရှက်ကော်လေးနဲ့ချိန်ပါမယ်ဒါရောင်တင်းနဲ့တော်လေး5 6ပဲနော်ရောင်6ကနေ9 8 9နောက်ထပ်တောက်တန်းတိုင်း30ထုတ်လိုက်မယ်နော်ပြီးလို့ရှိရင်ပြန်ဆန်းကြမယ်နော်ဒီမှာတင်းနဲ့တော်လေး5 6 8 9ရောင်ကိုထိထိုးလာပြီးနော်ဒီပန်စံတိုင်းရမယ်နော်ပြီးလို့ရှိရင်ချက်ကောနဲ့ချိန်မယ်ပြီးရင်ချီကိုဒီလိုရှည်ရှည်လေးထားမယ်နော်ဒီပန်စံတိုင်းရလာပြီးစီရင်ခုနကတော့ဒီကျိုးနဲ့ချီလိုက်မယ်နော်ဒီမက်ဂျစ်ရင်လောက်ထားတဲ့ဒီအပေါက်လို့ရှိရင်နော်ဒီအပေါက်ကိုအထိုးထည့်လိုက်မယ်ပြီးလို့ရှိရင်ဒီခုနကတော့ငါဒီဖုတ်မီထိုးထားတဲ့ဒီဖုတ်မီထိုးတဲ့ဒီချီစိမ်းရံလေးကိုသူ့ရဲ့ကျိုးလေးနဲ့ဆွဲလာမယ်ပြီးလို့ရှိရင်ဒီကျိုးနှစ်ခုချီလိုက်မယ်နော်တင်းတင်းလေးချီမယ်နော်ပြီးလို့ရှိရင်ဒါ30လေးထုံးမယ်နော်ဒါကိုမင်းကြတော့မဖြတ်ဘူးပေါ့နော်ဒီတိုင်းပဲထားထားတယ်ပေါ့နော်ဒီကျိုးလမ်း30ကြတော့ချီကိုပြန်ရောက်မယ်နော်ပြီးဥစားဒီပထမဆုံးထိုင်မှာချိန်တစ်ခါထိုးလိုက်မယ်ချိန်တစ်ခါထိုးပြီးဒီပေါက်ထိုင်မှာပဲတိုင်းတို့တိုင်းထုံးမယ်နော်ပြီးလို့ရှိရင်မှတ်ချက်လေးနဲ့မှတ်ထားလိုက်မယ်တိုင်းတို့တိုင်းရပြီနော်တိုင်းတို့တိုင်းထုံးမယ်นี่တိုင်းတို့တိုင်းထိုးပြီးရင်ချီရမယ်နော်ဒီတချမ်းပဲယူမယ်နော်ဒီအနာပတ်ချမ်းမှာဒီအရှိဘက်တချမ်းယူလိုက်မယ်ဒီအထက်ထိုးထည့်လိုက်မယ်ပြီးလို့ရှိရင်သူရဲ့ဘေးနာကအပေါက်ထဲမှာလည်းတချမ်းပဲအလေးထိုးထည့်လိုက်မယ်ဒီလိုပုံစံလေးရမယ်နော်ဒါကိုချီကိုဆွဲယူလိုက်မယ်ရပြီနော်တိုင်းရော့ကတိုင်းနှစ်တိုင်းကိုတစ်တိုင်းတည်းလောက်တာကိုခေါ်ရနော်ပြန်ထုတ်ပြရမယ်နော်တိုင်းတို့တိုင်းထုတ်ပါမယ်တေနဲ့တိုင်းတို့တိုင်းထုတ်ပြီးတိုင်းရော့လေးလောက်မယ်နော်ဒီတချမ်းပဲထည့်မယ်နော်ဒီလိုစီနောက်ထပ်တစ်တိုင်းမှာဒီတချမ်းပဲယူမယ်ဒီလိုစီရင်ချီကိုဆွဲယူလာမယ်ဒီလိုပုံစံလေးပါတိုင်းနှစ်တိုင်းကိုတစ်တိုင်းတည်းရအောင်လုပ်တယ်နော်ဒါနှစ်ဆောင်ရပြီနော်ဒီပုံစံတိုင်း6ဆောင်လေးထိုးလာမယ်နော်ဒီကြိုက်လေးဖြတ်လိုက်မယ်ပြီးလို့စီရင်ဒီထိုက်ဆောင်မှာ
ပြီးလို့ရှိရင်ချိန်တစ်ခါတက်မယ်ခုနကတိုင်တိုး3တိုင်ရောက်တိုင်ထိုးရပါတော့အခုကျတော့တိုင်တိုး2တိုင်ရောက်တိုင်ဘူးနော်တိုင်တိုး2တိုင်ပြီးလို့ရှိရင်တိုင်ရောက်ထိုးမယ်နော်ရှော့ကနေထိုက်ပြီးရင်ဒီလိုချီခဏလေးစောလိုက်မယ်နော်ဆီလီကွန်လေးထိုက်မယ်နော်ဒီဆီလီကွန်လေးမထိုက်ခင်ဒီကျိုးကိုလည်းထားထားလိုက်မယ်ဒီထဲကိုဘယ်လိုစရင်ဆီလီကွန်လေးထိုက်မယ်ဆီလီကွန်များတိတ်လေးထိုက်မယ်နော်ပြီးလို့ရှိရင်နောက်ထပ်တစ်ရောင်းတက်မယ်နော်နောက်ထပ်တစ်ရောင်းကြတော့ခုနကငါတိုင်တိုး2တိုင်ရောက်အခုကြတော့တိုင်တိုးတိုင်ရောက်ထိုးမယ်နော်ချိန်တစ်ခါတက်မယ်ပြီးလို့ရှိရင်တိုင်တိုးတိုင်ထိုးမယ်တိုင်တိုးတေးပြီးလို့ရှိရင်တိုင်ရောက်ထိုးမယ်နော်ဒီလိုပုံစံလေးပါနော်တိုင်တိုးတေးတိုင်ရောက်ဒီဆီလီကွန်ကိုဒီလက်နဲ့တခြားလေးဖိတ်ထားမယ်နော်ဒီလိုမဖိတ်ထားဘူးဆိုရင်သူကထွဲ့အပြင်ထွဲ့နေတဲ့ဒီလိုစီနောက်ဆုံးရောင်းနော်နောက်ဆုံးရောင်းကြတော့တိုင်ရောက်စုပါတိုင်ရောက်အလုံးတိုင်ရောက်ထိုးမယ်နော်ဒီမှာထိုးလာပြီနော်ထိုးလာပြီဆိုလို့ရှိရင်ဒီမှာ6ဆောင်ထိုးလာပြီဆိုလို့ရှိရင်ခြေဖြတ်မယ်နည်းနည်းရှည်ရှည်လေးဖြတ်မယ်နော်ခြေဖြတ်ပြီးရင်ဘယ်လိုပိုက်ပြီးဆိုလို့ရှိရင်ခြေတိုက်မယ်နော်ခြေတိုက်နေကြတော့ကိုယ်အဆင်ပြေတယ်လို့တိုက်လို့ရပါတယ်ပြီးလို့ရှိရင်ဒီနောက် charity တလောက်နဲ့ဒီပန်ဆန်ပဲထိုးမယ်နော်ဒီပန်ဆန်ပဲထိုးမယ်နော်ရောင်း1 2 3 4 5 6 9 10 9ရောင်း9လေးရတဲ့ချိန်ချလို့ရှိရင်ခုနကတော့တွဲ6ထားတဲ့အတိုင်းဒီဘက်ကျုံနဲ့ဒီ charity နဲ့တွဲ6မယ်တွဲ6ပြီးလို့ရှိရင်ခုနကတော့ငါပတ်တန်အတိုင်းဒီ charity လို့ပြန်ချီ short ပြီးထိုးမယ်နော်ပြီးလို့ရှိရင်ဒီပန်ဆန်တိုင်းထိုးလာမယ်နော်ပြီးလို့ရှိရင်ပြန်ဆုပ်ကြမယ်နော်ဒီမှာထိုးလာပြီးတော့တော်ဘနော်ဒီပန်ဆန်တိုင်းရလာမနော်တာမဒီ charity အခိုင်ကခိုင်နေပေါ့နော်ဒီကိုကတွဲပြီးတော့ချီထားတယ်ဆိုတော့လေတိုင်းအောင်အသုံးပြုပြီးတော့အရွက်လေးလောက်မယ်နော်အရွက်ပန်ဆန်လေးလောက်မယ်နော်အရွက်ပန်ဆန်လေးလောက်ဖို့အရင်ဦးဆုံးချိန်20နှိပ်ခါထိုးမယ်နော်မချိုင်း22ခါထိုးပြီးပြီနော်ဒီအပေါက်ကိုမထိုးဘူးတပေါက်ကြောင်မယ်ပြီးလို့ရှိရင်သူ့ရဲ့ဘေးနာအပေါက်မှာရှက်ကောလေးနဲ့ချိန်မယ်နော်ဒီမှာတိုင်ရပြီပြီးလို့ရှိရင်သူ့ရဲ့ဘေးနာကဒီချိန်မှာတိုင်ထိုးထိုးမယ်နော်တိုင်ထိုးပြီးလို့ရှိရင်တိုင်လာထိုးမယ်ပြီးလို့ရှိရင်တိုင်ရှေ့တိုင်ဒီစင်နှစ်ရတင်တိုင်ရှေ့နှစ်တိုင်ထိုးမယ်နော်တပတ်တိုင်စီထိုးမယ်နှစ်ရတင်တိုင်ရှေ့နှစ်တိုင်ထိုးပြီးရင်ဘေးနားမှာတိုင်ရှေ့တစ်တိုင်ပြီးရင်တိုင်လိုက်ပြင်တိုင်းတော့ပြီးလို့ရှိရင်ရှက်ကောချိတ်ပြီးလို့ရှိရင်ချိုင်းတစ်ခါထုံးမယ်ချိုင်းတစ်ခါထုံးရင်လည်းဒီအောက်ကဖုံးမေတပေါက်ကိုကြော်မယ်နော်ကြော်ပြီးရင်သူ့ရဲ့
ဒီပင်နာအပေါက်မှာရှက်ကလေးနဲ့ပြန်ချိတ်မယ်ရှက်ကလေးနဲ့ပြန်ချိတ်မယ်ရှက်ကချိတ်ပြီးရင်တိုင်တိုးထိုးမယ်တိုင်လာထိုးမယ်တိုင်ရှည်ထိုးမယ်နှစ်ရက်တင်တိုင်ရှည်ထိုးမယ်နောက်ထပ်နှစ်ရက်တင်တိုင်ထိုးပါမယ်တိုင်ရှည်တိုင်လာတိုင်တိုးရှက်ကောပြီးလို့ရှိရင်ဒီပေါက်ထမယ်နောက်ထပ်ရှက်ကောပြီးရင်ဒီပင်နာအပေါက်မှာတိုင်တိုးထိုးမယ်ဒီကျိုးတိုင်ပါမယ်နော်ပင်တိုင်လာတိုင်ရှည်ရမှန်တူဒီပုံစံတိုင်းမမေပတ်တိုင်းရထားပြီမယ်နော်အဆုံးထိထိုးလာမယ်နော်ဒီပုံစံလေးရလာမယ်နော်ဒီပုံစံလေးရလာမယ်ဆိုလို့ရှိရင်ဒီပုံနေတဲ့ကျိုးကို6မယ်ဒီပုံနေတဲ့ကျိုးကို6ပါမယ်နော်ကိုယ်အဆင်ပြေတယ်လို့ပဲ6မယ်နော်ဒီချင်းထော်တဲ့ဒီအလဲနေရာကိုဒီအလဲထိုးထိုက်မယ်ပြီးလို့ရှိရင်ဒါဆွဲယူဒီလိုပုံစံလေးရလာမယ်နော်ဆုံးသေးကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်အားလုံးပဲဘိုင်ဘိုင်ပါ